engine power 300cc ကိုဘယ်လောက်ရောင်းရင်ကောင်းမလဲ 300cc ပုံမှန်150လောက်ရောင်းခဲ့တယ်ဘယ်လောက်ရောင်းရင်ကောင်းမလဲအခုတရုတ်နှစ်ခုနဲ့ဆိုတော့ဈေးကရွံဈေးကလည်းတက်လာတယ်တဖြည်းဖြည်းနဲ့ engine power 300cc ကိုခုလက်ရှိဈေးက128သိန်းနဲ့ရောင်းတယ်ဒါပေမဲ့ဆိုင်ကလည်း3စီးပဲကျန်တော့တာ3စီးပဲကျန်တော့တာဆိုတော့အမတ်တရားဖြစ်အောင်3သိန်းရှော့လိုက်မယ်ဗျာတုံတင်သုံးမင်းဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်တော့150ဒီဈေးပေါက်ခဲ့တယ်ပေါ့နော်အခုဒီ PNC engine power 300cc နှစ်ပိန်းထန်းတွေကိုအခုလောလောဆယ်128သိန်းနဲ့ကျွန်တော်ရောင်းပေးနေပါတယ်ရွံဈေးကြတော့ဗျာကျွန်တော်128သိန်းနဲ့ရောင်းတယ်အခုကျွန်တော်လက်ထဲမှာ3စီးပဲကျန်တော့တယ်ဗောနော်ဒီ3စီးကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလထဲမှာဗောနော်ဒီလတစ်လပိုင်းအကုန်ထိကို3သိန်း discount နဲ့ကျွန်တော်ရောင်းပေးတော့ပါမယ်အင်ဂျင်ဘော300ကိုဗောနော်အင်ဂျင်ဘော200ဈေးနဲ့ပဲကျွန်တော်ရောင်းပေးပါမယ်ဒီတစ်လထဲပဲရမယ်ဒီလကုန်ထိဗောနော်125သိန်းနဲ့ PNC အင်ဂျင်ဘော 300cc နှစ်ဘိန်းထန်းကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာလုံးဝ second မဟုတ်ဘူး brand new မှာကျွန်တော်တို့125သိန်းနဲ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီလကုန်ထိဗောနော်ကျွန်တော်တို့စီမှာ service လည်းရှိတယ်အညာမခံလည်း6လပေးထားတယ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အကိုတွေဒီလထဲမှာတန်အောင်ယူလိုက်တရုတ်နှစ်ကူနဲ့ပို့ပြီးတော့ဈေးတွေကပိုတက်လာပြီဗောနော်ရွံဈေးတွေတက်လာတယ်အခုအချိန်မှာကျွန်တော်ရွံဈေးတွေတက်လဲကျွန်တော်125သိန်းနဲ့ဒီလကုန်ထိရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မွန်းနဲ့သားကရောင်းပေးရဖြစ်တဲ့အတွက်ကြောင့်မလို့အကိုပစ္စည်းကကုန်ရမှာအင်ဂျင်ယာမခက်6လပေးထားတယ်အင်ဂျင်ပါဝါ 200cc ဈေးနဲ့အင်ဂျင်ပါဝါ 300cc လဲရမယ်ဗျာကြိုက်တဲ့လောက်ကုန်တင်လို့ရတယ်နောက်ကန်တဲရလဲ8ပေ4ပေဘာတင်နေညာစရာမလိုဘူးလုံးဝစိတ်ကြိုက်ခိုင်းလို့ရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ